လောကကြီးမငြိမ်းချမ်းတာပညာမတတ်လို့အမေရိကန်ပညာတတ်တယ်လို့ပြောလို့မရဘူးစာတတ်တယ်နည်းပညာတွေတတ်တယ်မငြိမ်းချမ်းဘူးသူ့နိုင်ငံတွင်းလည်းမငြိမ်းချမ်းဘူးကဘာလည်းပတ်ပြီးရန်ရှားနေတာတရုတ်တို့ဘုံတို့အများကြီးပညာတတ်တယ်သူ့နိုင်ငံလည်းမငြိမ်းချမ်းဘူးကဘာလည်းပြက်ပြီးတော့ပြဿနာတွေရှားနေတာဒါတော့ဘုံတို့စဉ်းစားကြည့်အဲ့ဒါလို့တတ်ထားတဲ့ပညာတွေကလောကအလှဆင်နိုင်တာဟုတ်သလားဒါကြောင့်လောကအလှဆင်နိုင်ဖို့ဆိုရင်တကယ့်ကိုငြိမ်းချမ်းရအောင်လှုပ်ဆွမ်းနိုင်စမ်းရှိတဲ့ပညာတွေသင်ပေးထားတက်မြောက်ထားဖို့အရေးကြီးလိုအပ်ပါတယ်ဆိုတာတိုက်တွန်းရင်းနဲ့ဒီနေ့မိမိအိမ်ကနေစပြီးလောကကိုအလှဆင်ကြပါမိမိအိမ်မှာလောကကိုအလှဆင်တာဟာဇာရိတသီလမိဘကောင်းနေဖြစ်တဲ့ဆိုရင်မိဘကျင့်ဝတ်ကြည်တယ်သားသမီးကောင်းနေဖြစ်ရင်သားသမီးကျင့်ဝတ်ကြည်တယ်ဆရာကောင်းနေဖြစ်ရင်ဆရာကျင့်ဝတ်ကြည်တယ်တပည့်ကောင်းနေဖြစ်တော့တပည့်ကျင့်ဝတ်ကြည်တယ်လင်ကောင်းဖြစ်တော့လင်ကျင့်ဝတ်ကြည်တယ်မယားကောင်းဖြစ်တော့မယားကျင့်ဝတ်ကြည်တယ်ခေါင်းဆောင်ကောင်းဖြစ်တော့ခေါင်းဆောင်ကျင့်ဝတ်ကြည်တယ်နောက်လိုက်ကောင်းဖြစ်တော့နောက်လိုက်ကျင့်ဝတ်ကြည်တယ်ဖုန်းတော်ကြီးတွေလို့တရားဓမ္မတွေဟောတဲ့ဆရာကောင်းဖြစ်တော့ဆရာကျင့်ဝတ်ကြည်တယ်တက္ကရာဓမ္မတွေလူတဲ့တန်းတဲ့ပစ္စည်းလေးပါထောက်ပံ့တဲ့သူတွေရှိတော့ဟောဆရာတကားရဲ့ကျင့်ဝတ်ကြည်တယ်လဲဘိပြင်ကနှဆောင်ချတို့မိဘနဲ့သားမယားနဲ့လင်းအရှင်နဲ့ကျွန်းထေမွန်တကားမိတ်တဟာနဲ့ဆရာတပည့်တိတိမချွတ်ကျင့်ဝတ်ဆုံးလင်းဖြူတတ်စင်မှုရှင်လဲမကွေသေလဲမကွာနတ်ရွာလူပြီးလှဲ့လီသူဆန်စားမူ၍နေဘူးရွှေပြီးဝင်းအပ်တည်တည်ကျေးဇူးတော်ရှင်သင်္ကန်းသားဆရာတော်ဘုရားကြီးကလှဲဘိန်းလေမြင်ရထားတွေမြင်လှဲတွေလူလှဲတွေဟိုဘုန်းဘုန်းတို့ကားတွေဘိန်းလေးရဲ့ဘေးမှာဘာပါတော့နတ်တွေမပါဘူးလားလှဲမှာဆိုရင်လှဲဝင်ရိုးလေးကိုလှဲဘိန်းနဲ့ကျွတ်မသွားအောင်လှဲနှဆောင်ဆိုတာမပါဘူးလားလှဲဘိန်းပြင်ကနှဆောင်ချသူဆိုတာဟောမိဘနဲ့သားမယားနဲ့လင်းအရှင်နဲ့ကျွန်းအပြန်အလှန်ကျေးဇူးပြုတာနော်အဲ့ဒါကိုလှဲဘိန်းလေးနဲ့လှဲနှဆောင်တဲ့ဥမာပေးတယ်လှဲဘိန်းပြင်ကနှဆောင်ချသူမိဘနဲ့သားမယားနဲ့လင်းအရှင်နဲ့ကျွန်းထေမွန်တကာမိတ်တဟာနဲ့ဆရာတပည့်တိတိမချွတ်ကျင့်ဝတ်စွန်လင်းဖြူသက်စင်မှုရှင်လဲမကွေအသက်ရှင်ကြတော့လည်းမကွေမကွာစီစီလုံးလုံးညီညီညွတ်ညွတ်ပေါ့သေလဲမကွာသေပြီးတဲ့နောက်ဘဝနတ်ပြည်ရောက်တော့လေအိုးမိသားစုလိုက်ရက်ရွာလိုက်ညိုးနွယ်လိုက်ကောင်းလိုက်ကြတာတခါတည်းကုသိုလ်ကောင်းမှုတွေနဲ့နတ်ပြည်ရောက်သွားလိုက်ကြတာမြိုင်လို့ရှင်လဲမကွေသေလဲမကွာနတ်ရွာလူပြည်အပေလေးပါမရောက်ဘူးတဲ့ဖះအခုဘုံဘုံပြောတဲ့ဟာတွေလိုက်နိုင်ရင်ယောဂီတို့အပေမကြဘူးဗျဖះပြောတာနော်ဘုံဘုံပြောတာမဟုတ်ဘူးဒီကနေ့ကပါခရီးကဝဲသင်္ကန်းလာတော့တုတ်တို့ဂဟိဝိနည်းတုတ်တယ်မှာဟောတယ်ရှင်လဲမကွေသေလဲမကွာနတ်ရွာလူပြည်လှဲ့လီအတူဆန်စားမူ၍နေဘူးရွှေပြည်ဝေအပ်တည်တည်နောက်ဆုံးနိဗ္ဗာန်ဆိုတဲ့ချမ်းသာငြိမ်းချမ်းရေးအစစ်မှန်တရားကြီးပါရနိုင်ပါတယ်တဲ့အိမ်တွင်ငြိမ်းချမ်းလိုက်တာတကယ်ငြိမ်းချမ်းရေးအစစ်ကြီးတည်ရလိမ့်မယ်တဲ့နတ်ရွာလူပြည်လှဲ့လီအတူဆန်စားမူ၍နေဘိရွှေပြည်ဝေအပ်တည်တည်မတီကျင့်ဝတ်ချွတ်သူတို့မှာမိဘနဲ့သားသမီးမယားနဲ့လင်းရှင်နဲ့ကျွန်းအိမ်တွင်ပရိဒအိမ်တွင်အလှမစင်ခဲ့တဲ့အခါလောကအလှမစင်နိုင်ဘူးအိမ်တွင်ကလည်းမလှလောကလည်းမလှတဲ့အခါမငြိမ်းချမ်းမလှမတဲ့လောကကြီးဖြစ်နေမယ်ဆိုရင်တဲ့မတီကျင့်ဝတ်ချွတ်သူတို့မှာမိသားစုအဖေကျင့်ဝတ်အမေကျင့်ဝတ်ချွတ်တယ်သားသမီးကျင့်ဝတ်ဇနီးမယားကျင့်ဝတ်လင်းကျင့်ဝတ်ချွတ်တယ်အလုပ်ရှင်ကျင့်ဝတ်အလုပ်သမားကျင့်ဝတ်တွေချွတ်ချော်ကြတယ်တိမ်မကြတယ်မဟုတ်တာတွေလုပ်တယ်ဆိုရင်မတီကျင့်ဝတ်ချွတ်သူတို့မှာလေးရွာဖို့လုံလုံလူဖြစ်ရှုံး၏ငရေတိတ်ဆန်ပြိတ္တသူတကယ်လို့ခေါ်တဲ့အပေလေးပါကြပြီးတော့လူဖြစ်ရှုံးမဲ့သူတွေပါတဲ့ဒါကြောင့်လူဖြစ်လည်းမရှုံးအောင်လူလုံးမလှတာမျိုးလည်းမဖြစ်အောင်တကယ်ကိုငြိမ်းချမ်းစိမ့်လန်းตาယာလှပတဲ့လောကကြီးကိုအလှဆင်နိုင်အောင်အိမ်တွင်ပရိဒအိမ်တွင်အလှဆင်ကြပါလောကပရိဒပြင်ပကိုလည်းအလှဆင်တဲ့အလှဆင်နိုင်ကြတဲ့သူတော်ကောင်းလူလိမ္မာပညာရှိတွေဖြစ်နိုင်ကြပြီလေဒါနသီလဘာဝနာအလုပ်တွေကိုစတဲ့တို့ကြိုးပမ်းအားထုတ်နိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း